ဒီဝတ္တပတိကိုရွတ်ပြီးဆိုလို့ရှိရင်အဓိကဖះကိုအာယုံပြုပြီးရွတ်ဖို့ပဲသူကနှိုင်းရှင်တာနေဆိုတာနေ့မှအလင်းရောင်ပေးတာလဆိုတာညမှအလင်းရောင်ပေးတာရှင်မင်းဆိုတာလဲမင်းဝတ္တန်စာတွေဆင်ထားမှသူကတင့်တယ်ရဟန္တာဆိုတာလဲဇံဝင်စားနေတဲ့အချိန်မှာတင့်တယ်မြတ်စွာဘုရားကတော့အဲ့လိုမဟုတ်ဘူးနေရောညရောနော်ဇံဝင်စားသည်ဖြစ်စေမဝင်စားသည်ဖြစ်စေမြတ်စွာဘုရားဟာအမြဲတမ်းတကူတော်နဲ့တင့်တယ်နေပါတယ်ဘုရားကိုပူဇော်တဲ့ခါထတာအဲ့ဒါကိုအာယုံပြုပြီးတော့ရွတ်တဲ့တယ်ပေါ့နော်အဲ့ဒါကိုအာပြုနေနဲ့နှိုင်းရှင်ကြည့်တာနေဆိုတာနေ့ပဲညကြမလင်းတော့လကလည်းညပဲနေ့ဆိုမသာနိုင်ဘူးနော်ဘယင်းဆိုတာလည်းရိုးရိုးအယောဝရစားနဲ့လာရင်ဘယင်းမှမသိတာရဟန္တာပုဂ္ဂိုလ်ဆိုတာလည်းဇံဝင်စားရင်တမန်ပုဂ္ဂိုလ်လို့ဖြစ်နေတော့မြတ်စွာဘုရားကျတော့အဲ့ဒါလို့သူ့အချိန်လိုက်ဖြစ်တာမဟုတ်ဘူးဘုရားဟာအစင်ထာဝရကိုမြတ်စွာဘုရားရဲ့ခုံးလေးဟာအမှန်တမ်းကြည်နူးစရာကောင်းတယ်ဆိုတာအာယုံပြုပြီးတော့အဲ့ဒါလို့ပြောရမယ်ဒီမှာ